ကဲအားလုံးပဲမင်္ဂလာပါဗျာဒီနေ့ကျွန်တော်ချက်မဲ့ဟင်းလေးရကြတော့လေအာလူးရဲ့ပစွန်ရဲ့ကိုခရုစီအချိုချက်ကလေးချက်မှာပါဒီဟင်းကကြတော့အချိုချက်ကလေးဆိုတော့လေခလေးရောလူကြီးရောလူမမာတွေရောနဲ့တင့်တော်တဲ့ဟင်းလေးပေါ့နော်အဲ့တော့ဒီအာလူးနဲ့ပစွန်ခရုစီအချိုချက်ကလေးကိုဒီနေ့ကျွန်တော်ချက်စားမှာဖြစ်ပါတယ်အဲ့တော့လိုက်ကြည့်ပေးကြအောင်နော်အခုတော့ကျွန်တော်ဒီမှာအာလူးတွေကိုခွန်တင်လိုက်အောင်မယ်အခွန်တော်ထားတဲ့အာလူးတွေကိုထက်ချမ်းလေးတွေချမ်းပြီးတော့ရေလေးတေချာစီကြောပေးထားလိုက်ပါမယ်ဒီနေ့ချက်မှာလေအာလူးနဲ့ပစွန်ဆိုတော့ပစွန်လေးတွေကိုလည်းကျွန်တော်ဒီမှာအနေတော်ရွယ်စားလေးတွေပဲအသုံးပြုထားတယ်ပြီးတော့ဒီကောင်တွေကိုအင်ဂျီချွတ်ပေးထားလိုက်ပါမယ်ဒီဟင်းလေးချက်ဖို့အတွက်ကိုတော့အရင်ဆုံး soft ဆက်ပေးရပါမယ်ပကံလုံးအလွတ်ကလေးတစ်ခုတည်းကိုကော်မုတ်လေးတစ်စွန်းထည့်ပါမယ်ဒီနေ့ဟင်းအတွက်ခရုစီကိုတော့လေဓာတုဆေးဝါးလုံးဝမပါဝင်မဲနဲ့ကျန်းမာရေးနဲ့လည်းညီညွတ်ပြီးတော့အနက်ရတာနဲ့ပြည့်စုံတဲ့ Fuji Mountain တစိမ့်ခရုစီ soft ကိုအသုံးပြုပါမယ်ဒီ Fuji Mountain တစိမ့် QC soft ကိုတော့ဟင်းစားစွန်းနဲ့နှစ်စွန်းစာလောက်ကိုအသုံးပြုပေးလိုက်ပါမယ်ခင်ဗျာထပ်ပြီးတော့ live soya soft ပန်းငံပြားရဲ့အကြည်တစွန်းကိုလည်းထည့်ပေးလိုက်ပါမယ်ပြီးရင်ရေနှဲငယ်ထည့်ပြီးတော့ဒါလေးကိုကော်မုတ်ကလေးတွေအရေပျော်သွားတဲ့အထိကိုတေချာလေးနှက်ဆက်သွားအောင်မွေပေးလိုက်ပါမယ်ခင်ဗျာကဲဒါဆိုရင်ဟင်းချက်ဖို့အတွက် QC soft လေးရသွားပါပြီခင်ဗျာကဲဒါဆိုရင်တော့အိုးထဲကိုစီထည့်ပြီးတော့အရင်ဦးဆုံးဒီမှာတက်ချမ်းချမ်းထားတဲ့အာလူးလေးတွေကိုကြော်ပေးရမယ်အာလူးလေးတွေကိုကြော်တဲ့အခါမှာလေအပေါ်ကျော်လေးတွေတင်းပြီးတော့လေရွှေရောင်တန်းသွားတဲ့အထိကိုအရင်ဦးဆုံးကြော်ပေးလိုက်ပါမယ်အခုအနေထားလောက်ဆိုရင်ရပြီပေါ့နော်အာလူးလေးတွေလည်းကြက်သွားပြီပြီးတော့အာလူးလေးတွေအပေါ်ကျော်လေးတွေလည်းတင်းပြီးတော့ခြောက်သွားပြီပေါ့နော်ကဲဒါဆိုရင်တော့ဒီကြော်ထားတဲ့အာလူးလေးတွေကိုပကံလေးတစ်ခုနဲ့အရင်ဦးဆုံးခတ်ပြီးတော့ဖယ်ထားပေးလိုက်မယ်ပြီးရင်တော့ခုနကတော့အင်ဂျီချွတ်ထားတဲ့ပစွန်တွေကိုလည်းစီထဲမှာထည့်ပြီးတော့ကြော်ပေးလိုက်မယ်ပစွန်တွေကိုကြော်တဲ့အခါမှာတော့လေနည်းနည်းသတိထားရမယ်နော်ပစွန်ကကြတော့အကြာကြီးကြော်လို့မရဘူးပစွန်ကကြတော့ခဏပဲကြော်ရမယ်ပစွန်လေးတွေအယောင်ပြောင်းပြီဆိုရင်ရပြီနော်ပြန်ပြီးတော့ဆယ်ထားလိုက်မယ်ဘာဖြစ်လို့လဲဆိုတော့တအားကြော်လိုက်လို့ရှိရင်လေပစွန်ကကြတော့စားလို့မကောင်းတော့ဘူးပေါ့နော်ကြော်ထားတဲ့ပစွန်တွေကိုလည်းဆယ်ပြီးပြီဆိုလို့ရှိရင်အဲ့ဒီစီနဲ့ပဲလေဒီမှာစီထဲကိုစနစ်မုတ်ကလေးနည်းနည်းထည့်လိုက်မယ်ပြီးလို့ရှိရင်ဒီမှာပါပါလှီးထားတဲ့ဂျင်းရဲ့နှုတ်နှုတ်ဆင်းထားတဲ့ကြက်သွန်ပြူရဲ့ထည့်မယ်ကြက်သွန်ဒီနှုတ်နှုတ်ဆင်းထားတာလေးတွေပါထပ်ထည့်ပြီးတော့မှုေးလာတဲ့အထိကိုစီသက်ပေးလိုက်ပါမယ်ဒီဟင်းအနက်မှုေးဖို့အတွက်ကိုကြတော့လေဒီစီသက်ထားတာအဓိကအသက်ပဲပေါ့နော်ဒီစီသက်တာကိုကြတော့လေအချိန်ယူပြီးတော့ကြက်သွန်ဖြူနီလေးတွေကိုရှိုးရောင်လေးတွေတန်းလာပြီးတော့ကြက်သွားတဲ့အထိမှုေးလာတဲ့အထိကိုလေတေချာစောင့်ပြီးတော့စီသက်ပေးရမယ်ဒီမှာစီသက်တာရပြီဆိုလို့ရှိရင်တော့ခုနကတော့ကြော်ထားတဲ့အာလူးတွေနဲ့ပစွန်တွေကိုထည့်ပေးလိုက်ပါမယ်ဒါပြီးရင်တော့တေချာလေးစီသက်ထားတာနဲ့သမသွားအောင်လို့မှုေးပေးလိုက်ပါမယ်ခင်ဗျာထပ်ပြီးတော့ဟင်းရတာလေးကောင်းမှုအတွက်ကိုလေတကြားလေးတစွန်းရဲ့ချုံမုတ်ကလေးအနှဲငယ်ရဲ့ပါထပ်ပြီးတော့ထည့်ပေးလိုက်ပါမယ်ဒါပြီးရင်တော့ခုနကတော့ဆက်ထားတဲ့ခရုစီနဲ့ကော်မုတ် soft လေးကိုလောင်းထည့်ပေးလိုက်ပါမယ်ဒီခရုစီနဲ့ကော်မုတ် soft လေးထည့်ပေးပြီးရင်တော့လေမီးလေးကိုနည်းနည်းလျှော့ပေးရမယ်နော်ဘာဖြစ်လို့လဲဆိုတော့အောက်မှာကတ်မှာဆိုလို့လေပြီးတော့မှတေချာလေးကော်မုတ်ကလေးတွေကြက်ပြီးတော့ဒီမှာပစ္စည်းစီးအနေထားလေးရပြီဆိုလို့ရှိရင်တော့ဒီဟင်းလေးကစားလို့ရပြီပေါ့နော်ဒီဟင်းလေးကလေအချိုရတာလေးဆိုပေမဲ့လေအရန်စားလို့ကောင်းတယ်ပြီးတော့လေထမင်းပူပူလေးနဲ့လည်းအရန်လိုက်ဖက်တယ်တာတာမီမီလေးတွေရှိရင်လည်းဒီဟင်းဆိုရင်အရန်ကြိုက်ကြတယ်အဲ့တော့ချင်းမိတ်ဆွေများနဲ့တငယ်ချင်းများလည်းဒီလိုဟင်းလေးအိမ်မှာချက်စားကြည့်နော်အရန်စားလို့ကောင်းပြီးတော့ထမင်းမိန်စိမ်မှာတည်ကြပါပဲခင်ဗျာကဲအခုဆိုရင်တော့အာလူးနဲ့ပစွန်ခရုစီအချိုချက်ဟင်းပွဲလေးကြက်သွားပါပြီခင်ဗျာအဲ့တော့ဒီဟင်းလေးကိုကျွန်တော်ထမင်းပူပူလေးနဲ့တွဲပြီးစားမယ်နော်ကဲဒီမှာတော့အာလူးနဲ့ပစွန်ခရုစီအချိုချက်ဟင်းလေးပါကဲကြက်သွားပါပြီပစွန်နဲ့အာလူးခရုစီအချိုချက်ကလေးစားကြည့်မယ်နော်ဘိုက်လည်းစားနေပြီထမင်းစားချိန်ရောက်ပြီဆိုတော့ပစွန်လေးဒီအာလူးလေးရတယ်တွေ့လားနူးအီနာပဲနော်ကြပါအောင်ထားပြီနော်ဒီဟင်းရဲ့အနှစ်ကလေးကလေအချိုလေးဆိုတော့ကလေးတွေလည်းကြိုက်တယ်မှာပစွန်ဆိုတော့ကလေးတွေကလည်းပစွန်ကြိုက်တယ်ဆိုတော့
ကဲအရန်စားလို့ကောင်းပါတယ်ခင်ဗျာဒီနေ့ချက်တဲ့ဟင်းလေးမှာကျွန်တော်အသုံးပြုသွားတယ်အနံ့ရတာနဲ့ပြည့်စုံတဲ့ဖူဂျီမောင်တိန်တစ်စိမ့် QC soft လေးကိုလည်းစမ်းပြီးတော့အသုံးပြုကြည့်ကြဖို့အကြံပြုလိုက်ပါရစေခင်ဗျာကဲဗီဒီယိုလေးလည်းရှည်သွားပြီဆိုတော့ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါရစေခင်ဗျာကြည့်ရှုပေးကြတဲ့ချစ်တငယ်ချင်းများနဲ့ချစ်မိတ်ဆွေများအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကဲဒါဆိုရင်တော့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်အားလုံးပဲတတ်တာဘိုင်